Rose like. Hello ဝမ်းမင်္ဂလာပါရှင်ဒီနေ့မှာတော့ဒီဆိုလိုက်ပါတယ်ဒီနေ့တငယ်ချင်းနဲ့အတူတူသွားမယ့်နေရာကမြဝတီမှာအရန်နာမည်ကြီးနေတဲ့ Queen ကလေးကိုသွားမှာဖြစ်ပါတယ်ပေါ့နော်ဒီ Queen ကလေးကိုသွားမယ့်လမ်းမှာဆိုရင်ဒီမြဝတီအာရှလမ်းကိုပဲသွားမှာဖြစ်ပါတယ်သိပြီးတော့ဝေးတာမဟုတ်လို့ကားနဲ့သွားမယ်ဆိုရင်တော့10မိနစ်15မိနစ်တော့ကြာပါတယ်နော်မဲကနေအကျော်ညီနောင်ဘက်ကိုသွားရမှာမို့လို့အချိန်အနည်းငယ်လောက်ပဲကားမောင်းရပါတယ်နော်ကဲဒါဆိုရင်တော့ကွင်းကလေးကိုရောက်နေပါပြီ။ဒီမို့လို့ရေစီးရမ်းကျန်းတာကြောင့်ဒီအောက်ဘက်မှာပဲထိုင်ရလူများတယ်ပေါ့နော်။ဒီပုံမှာဆိုရင်ထိုင်ရလူသိမရှိဘူးပေါ့။ဒီခုရောက်နေပါပြီ။ สวัสดีค่ะ สวัสดีค่ะ คนเราได้อยู่แล้วได้อยู่แล้วหมดแล้วหนึ่งได้ปะရောက်နေပြီပေါ့နော်။နည်းရေစီကျန်းတယ်ပေါ့။โอ้ยสัตว์เอ้ยအခုဟိုဘက်ကမှာသွားပြီးတော့ထည့်မှာပေါ့နော်။မိုးတော့နည်းနည်းခေါ်ကိုไม่อายควายอย่าให้มีครั้งที่สองนะถ้ามีครั้งที่สองนะมีครั้งที่สองอย่าให้มีครั้งที่สามเด็ดขาดได้แล้วถ้ามีครั้งที่สามล่ะครั้งที่สี่เนี่ยไม่ควรဟိုဘက်ကန်ကူရပါတော့ရေနည်းနည်းစီးနေတယ်ဟောနဲ့ဆိုလိုက် A few moments later. 하지만 난 말야 너의 밖에선 살 수 없어 내겐 너ချစ်ခဲ့ပေမဲ့လည်းပေါ့နော်ပြန်မချစ်ဘူးก็แล้วแต่ ก็แล้วแต่เอาที่สบายใจ ဟိုဘက်ချန်ကူပေါ့နော်ဒါပေမဲ့နည်းနည်းတော့ဒီကနည်းနည်းစီကျန်းနေမရဘူးပေါ့နော်အကောတော့ဂျပူတွေပဲဆိုတော့ဒီချောင်းတော်တော်လို့ဆက်လို့မရဘူးသွားနေပြီမြန်တော့အလိုက်ကောဟိုနေရ사랑해요 고마워요 따뜻하게 나를 안아줘 이 사랑 ဟိုလမ်းနေဖြတ်မယ်ပေါ့နော် ဖနာပေါ့မယ်ဒီကဖနာချင်းနေနေဆိုရတာ ဖနာချော့မယ်ဟိုဘက်ကပေါ့အဲ့နာမစီးဘူးလား ဒီကောင်ကျတော့ကမှုကနေနေတာလဲလို့မပြောင်းပြောင်းတွဲပြီးတော့ဖြတ်နော် ဟုတ်အခုကူတော့မှာပေါ့နော်ဟာစက်ကတော့တော့ငါလက်ငါလောက်လိုက်ကြည့်အောင်လက်ကောင်းဖို့ဝိုင်းကြတယ်အေးကိုနဲ့ဆယ်ဘူးဟာအကြောင်းတော့ပြပါဟုတ်တယ်လို့ဒီဘက်တပကန်ရောက်သွားပြီပေါ့နော်ဆက်သွားကြဝိထိလမမได้นะကြီးလက်တို့သွားနေနဲ့မထဲမတာတကူဖြစ်ခဲ့တယ်
เข้ามามีไหมเนี่ย ไม่ โอ้ยสัตว์เอ้ย ไม่มีที่กินแต่ไม่มีห้องน้ำก็เหมือนคนที่รักเขาแต่เขาไม่รัก พอ มีสตินะคะ เพราะว่าการที่คุณเป็นอย่างนี้ต่อไปเนี่ย คุณจะเป็นบ้าจริงนะคะ ก็แม่ จะต้องมาเลย ลา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  เฮ้ยเอามาผีหล่ออีสัตว์ ငါလည်းစမိုးတဲ့ငါ့ကိုပါနေတော့ဆိုအိမ်နာတော့ပဲ မိုးရဘာလို့ထိုင်ချမှု ကြီးတဲ့တော့အခုထိုင်နေတဲ့နေရာကတော့တိတ်ပြီးတော့ထိုင်ရတာအဆင်မပြေတာမလို့ဟိုဘက်ကန်ကိုပြန်ဖြတ်ပြီးတော့ပြန်သွားပါမယ်မိုးဘွားတွေလည်းနည်းနည်းကြားတာမို့လို့နေရာပြောင်းပါပဲပေါ့နော်ပြီးတော့ရေကလည်းတပြေးပြေးနဲ့စီးတာကျန်းလာတာမို့လို့ပြန်သွားဖို့အတွက်ခွန်အားစီရနည်းနည်းပါမုတ်တွေပါလေးစားနေပါတော့အခုဟိုဘက်ကန်ကိုပြန်သွားနေပါပြီ 사랑해요 고마워요 따뜻하게 나를 안아줘 하지만 난 말야 너의 밖에선 살 수 없어 งงเป็นไก่ตาแตกเลย ไอ้พวกนี้ดิ ကျေးဇူးအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကြည်လိုက်ရဲ့ blog လေးကိုဒီမှာပဲရပ်နာခွင့်ပြုပါနော် bye bye ကြည်လိုက်ရဲ့ဗီဒီယိုကိုကြည့်ပြီးတော့ like and subscribe လေးနှိပ်ဖို့မေးနေနော် bye ဒီမှာကမားတယ် နေနေချင်းများဟာမင်းတကမဝေရောက်လာစေရောငတ်တို့အားလည်းပြနေရှာတောင်ပြင်ကန်းစက်ကပေါ်တက်တွေရတွေပွင့်လို့သာလေးစံတိုင်းကြည်နေလားဘူရလိုက်လို့များစိတ်ထိတ်တဲ့တို့ဝင်အဲတူကနေထမို့တဲ့နေမြူကြရဲ